ခောက်ဆွဲပြုံဖြစ်တယ်ပေါ့နော်ဆိုတော့ခောက်ဆွဲကိုဘယ်ခောက်ဆွဲသုံးထားလဲဆိုတော့ဒီဟာသုံးထားတယ်ပေါ့နော်ဆိုတော့နှစ်ခုလုံးကကြတော့ကင်ချီခောက်ဆွဲပဲဆိုတော့ကင်ချီနဲ့စားမှာဆိုတော့ကင်ချီခောက်ဆွဲကိုပဲယူလိုက်တယ်ပေါ့နော်โอเคကင်ချီတော့ကောင်းတယ်ပြောအောင်တော်တော်ကောင်းတယ်